VIP 6ရက်ကွက်မှာရှိပြီးတော့မင်းခေါင်လမ်းမကျယ်ပေါ်မှာရှိတဲ့မီနီကွန်ဒိုမှာလူလုံးဝမနေရသေးတဲ့တိုက်အသစ်ဆက်ဆက်လည်းဖြစ်တဲ့ fully furnished ပေါ်မှာ fully decorate ပြင်ထားတဲ့အခန်းလေးနဲ့အယောင်မိတ်ဆက်ပေးပြရစီရှင်24 hour live ရတဲ့ဒီမီနီကွန်ဒိုအခန်းလေးဟာဆိုလို့ရှိရင်ပေ40-60ကိုရင်ခွဲဆောက်ထားတဲ့18ပေ54ပေရှိတဲ့အခန်းလေးလည်းဖြစ်ပါတယ်ရှင်24နာရီမြည်အောင် power station ကိုထည့်ပေးထားပါတယ်ရှင် sofa set အသစ်ဆက်တွေကိုထည့်ပေးထားတဲ့ AC လေးလည်းပါပါမယ်ရှင် TV စင်လေးလည်းပါမယ်ဘေးဘက်မှာဆိုလို့ရှိရင်လည်းဘေးတိုင်းမရှိတဲ့အတွက်ကိုလေဝင်လေထွက်နဲ့အလင်းရောင်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်ရှင်ဖျားเจ้าဆောင်သီးတန့်လေးကိုလည်းပူဇော်ပေးထားပါတယ်ရှင်fully furnished ကိုမှ fully decorate ပြင်ဆင်ထားတဲ့ဒီ mini condo အသစ်ဆက်လေးရဆိုလို့ရှိရင်တော့ location လည်းအရန်မိမိုက်ပြီးတော့ master တခန်း single တခန်းကိုလည်းဖွဲ့ပေးထား single ခန်းထဲမှာဆိုလို့ရှိရင်လည်းကတင်နေမှုရတယ်ပါတယ်မှန်တင်ခုံတွေပါတယ်နရံကတ်တွေကစားအကုန်လုံးကိုဒီလေးပြင်ဆင်ပေးထားပါတယ်ရှင်6လမ်းလေးလည်းကျဲတယ်ဧကန်လေးလည်းကျဲတယ်6ဧကန်လေးလည်းကျဲပါမယ်ရှင် location အနေနဲ့ကလည်းတောင်ကလာ VIP 6ရက်ကွယ်မင်းခေါင်လမ်းကျဲပေါ်မှာရှိပြီးတော့46ပြင်မစိုးလမ်းမကြီးကိုတဲပေါက်တဲ့အခန်းလေးပဲဖြစ်ပါတယ်ဝေဇန်နေရလမ်းမကြီးနဲ့လည်းနီးပါမယ်ရှင်မာစတာကန်နဲ့ဝင်မယ်ဆိုလို့ရှိရင်လည်းမာစတာကန်ထဲမှာညီမတို့ဂရီနေမှုရတွေပါတယ်နေရန်ကတ်တွေပါမယ်ညီမတို့စာကြည့်စပွဲတွေပါမယ်အလှမြင်တဲ့ခုံလေးရအစအကုန်လုံးကိုထည့်ပေးထားပါတယ်ရေချိုးကိုင်းတာဘူတိုင်းဘေးစင်လေးလည်းပါပါမယ်ရှင်ရေဘူးရေ pressure ပန်းတို့အစအကုန်လုံးကိုထည့်ပေးထားပါတယ်ရှင်ပတ်ဝန်းကျင်ကလည်းတော်တော်လေးကိုတိတ်ဆိတ်ပြီးတော့ရက်ကွက်လည်းတန်တယ်လမ်းလည်းကျယ်တယ် Inno-City နဲ့လည်းနီးပါမယ်ရှင်ကချင်ကန်းနဲ့ဝင်မယ်ဆိုလို့ရှိရင်လည်း dining table တွေပါမယ်ကချင်ကောင်တာတွေပါတယ်ကချင် cabinet တွေပါတယ်ကြွေပြားအပြည့်ခင်းပြီးတော့ကြွေပြားကိုကပ်ပေးထားပါတယ်ရှင်ရေချိုးကိုင်းတာဘူတိုင်းဘေးစင်လေးလည်းပါပါမယ်ရှင်ဒီမီနီကိုနိုလေးကတော့9လွှာဖြစ်ပြီးတော့အခန်းလေးရဲ့ခေါ်စီလေးကလည်း4300ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားလို့ဆက်သွယ်ချင်တော့ညီမရဲ့ Kik Real Estate ကိုဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်